ဒီဗီဒီယိုမှာ sharing လုပ်ပေးခြင်းတဲ့သင်ခန်းစာက AutoCAD မှာအသုံးဝင်ပြီးတော့မှကျွန်တော်တို့သတိမထားမိတဲ့ comment တုံးခုကြောင်းကိုပြောပြမှာဖြစ်ပါတယ်ပထမဆုံးတစ်ခုကတော့ mesh property ပေါ့နော် mesh property ကဘယ်လိုအလုပ်လုပ်လဲဆိုရင်သူက object တစ်ခုကိုပေါ့နော် line type တွေ color တွေ technique တွေရဲ့ property တွေကိုတခြားတစ်ခုမှာကျွန်တော်တို့ကညတအောင်ပြောင်းလဲပေးတဲ့သူဖြစ်တယ်ပေါ့နော်ကျွန်တော် line တစ်ခုရင်ဆွဲလိုက်တယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်ဒီ line အဖြူအောင်လေးကိုကျွန်တော်ကလင်းမပြောင်းလေးပြောင်းခြင်းတယ်ဒါဆိုရင် MA enter နှိပ်ပြီးတော့မှဆက်လက်မှတ်မယ်ကူကျင်တဲ့ line မှာဆက်လက်မှတ်လိုက်ရပြီပေါ့နော်ပေါ်မှာလည်းကျွန်တော်တို့ match property ဆိုတာရှိရနော်အဲ့လေးကို click ချမယ်ကူကျင်တဲ့အကြောင်း color လေးမှာ click ချမယ်ပြီးရင် click နှုတ်ခတ်မှချမယ်ဆိုရင်ဒါဆိုကျွန်တော်တို့ match ဖြစ်သွားပြီပေါ့နော်ဟုတ်ကဲ့နောက်တစ်ခုကဘာလဲဆိုတော့ properties panel ပေါ့နော်သူရဲ့ command ကတော့ ch+ enter သူကကျွန်တော်တို့ဘယ်လိုအလုပ်လုပ်လဲဆိုရင်ကျွန်တော်တို့ဆက်လက်မှတ်လိုက်တဲ့ object ရဲ့ layer တွေ color တွေ line type တွေ dimension တွေကိုကျွန်တော်ပြောင်းလဲပေးတာပေါ့နော်ကျွန်တော်တော့ဒီ text height ပဲပြောင်းပြလိုက်မယ်နော်ဆက်လက်မှာပေါ့နော်နောက်ဆုံးတစ်ခုကဘာလဲဆိုတော့ control Z နဲ့ control V အကြောင်းပေါ့နော်သူကဘာလဲဆိုတော့ကျွန်တော်တို့ object တစ်ခုကိုတခြား template တစ်ခုမှာ copy ကူးတော့ပြောချင်တာပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ copy ကူးခြင်းတဲ့ object ကို select မှတ်မယ် control C နေမယ်အဲ့ဒါ template တစ်ခုတွားပြီးတော့မှ control V နေလိုက်ရင်ဒါ copy ဖြစ်သွားပြီဖြစ်ပါတယ်နောက်တစ်ခုက control H နဲ့ control V control H ကဘာလဲဆိုတော့ကျွန်တော်တို့ cap လုပ်ပြီးတော့မှ copy ကူးတာဖြစ်ပါတယ် control H နေမယ်တစ်ဖက် template ကိုတွားပြီးတော့မှ control V နေလိုက်ရင်ဒါကကျွန်တော်တို့က cut copy ဆိုတဲ့အဓိပ္ပာယ်မျိုးတစ်ရောက်ပါတယ်ကျွန်တော်ပြပြပေးတာမရှင်းဘူးဆိုရင် comment တော့၎င်း chat box မှာတော့၎င်းလာပြီးလို့ရပါတယ်ခင်ဗျ